တနေ့သောတနင်္ဂနွေနေ့၌မောင်ဆန်ရှားဟာအေရှိအေကန်မှာထိုင်ပြီးဖန်ဘူးဖန်ကွက်ဖန်ပြုံမဆကကရိယာတစားတွေတဲ့ဓာတ်သက်ထုတွေကိုမိမိဝါသနာအလျောက်ခွဲခြမ်းစိတ်ဖြာစမ်းသပ်လျက်ရှိနေရကကရိယာများကိုရုတ်တရက်ချထားပြီးနေကလေးထိုင်မှာမှီပြီးအပြင်းပြေလိမ့်ပြီးနောက်ပြီးပြီဗျာမနေ့ပြန်မှပဲကြံတဲ့အတွက်ဆက်ပြီးလုပ်တော့မယ်ဒါထက်ကိုသိမ်းမော်ကြီးအခုတော့တဲပြီးကျုပ်နဲ့ဆိုင်တဲ့အမှုများကနဲပါကလားဗျာဘာမဟုတ်တဲ့အမှုနုကလေးတွေကြီးပဲတွေ့နေရတယ်ကျုပ်ကခင်ဗျားသိတဲ့အတိုင်းအမှုမရပြန်မှဖြင့်ပြင်းမြန်ရောဗျစိတ်ကိုအလကားမထားတတ်ပဲဟာကိုသိမ်းမောင်ရဲ့ပြင်းလာတယ်ဗျာလမ်းလျှောက်ကြအောင်ဆိုလားလို့ပြောလျက်ထိုင်ရကနေထားမိအပြုတ်လှေကားကနေခြေတန်းကြားလိုက်ရမောင်ဆန်ရှားလဲရုတ်တရက်ပြန်ပြီးထိုင်ပြီးလင်ကော်ပြီးပြိုကော်ပြန်ပြီးအမှုသည်နဲ့တူတယ်ခြေတန်းကတဲမပြင်းလာဘူးမိမခြေတန်းနဲ့တူတယ်လို့ပြောလို့မဆုံးမိပါပဲတကားကိုအပြင်ကနေခောက်တန်းကြားရပါတယ်ဒီကမောင်ဆန်ရှားလဲဝင်ခဲ့လေလို့ပြောလိုက်ရတဲ့တငယ်မတယောက်လဲအခန်းတွင်ကိုမရဲတရဲဝင်လာပြီးကိုဆန်ရှားဟုတ်ပါရဲ့လားရှင်လို့မေးတာကြောင့်မောင်ဆန်ရှားဟုတ်ပါကြောင်းနဲ့ပြောဆိုပြီးနေရိုသေသမှုပြုတ်တဲ့အမူအရာနဲ့ကောင်းမွန်စွာနေရထိုင်ခင်းပေးပါတယ်၎င်းတငယ်မဟာအသက်20အရွယ်ခန့်များရှိလျက်ကြက်သေးရှိလာတဲ့အိန္ဒြေသိက္ခာနဲ့၎င်းလုံမင်းစွာကောင်းမွန်တောက်ဖခြင်းမရှိဘဲလျက်တင်တင်ယုံများရှိတဲ့အဝတ်စားတစားတွေကိုချစ်လက်သိပ်သေးစွာဝတ်ဆင်လျက်၎င်းအလွန်တရာချိုအေးကြည်လင်နုရင်လှစွာသောမျက်နှာထားဖြင့်၎င်းပြည့်စုံလှသည်ဖြစ်ရကားကျွန်တော်မှဤမျှလောက်ချစ်ခင်ဝဲကောင်းလာတဲ့တငယ်မကလေးကိုဤအသက်ဤအရွယ်တိုင်ရောက်အောင်တစ်ချိန်တစ်ခါမျှမတွေ့မမြင်ဘူးပေးပြီးတကားလို့စိတ်၌မှတ်ထင်မိပါကြောင်းအချို့သောတငယ်မကလေးတွေဟာမျက်နှာထားအပြင်လှပတင်တဲ့ရှူချစ်စပွဲရှိကြပါတယ်အချို့မှလည်းကိုလုံးကိုပေါအားဖြင့်အစင်အတက်ပြည့်ပြည့်ညီညွတ်ခြင်းနဲ့ပြည့်စုံကြပေတယ်ဒါပေမဲ့ချစ်ခင်ဝဲကောင်းခြင်းယောက်ျားတို့ရဲ့စိတ်နှလုံးကိုနူးညွတ်အောင်ဖြစ်စေခြင်းအစရှိတဲ့အရာဌာနမှာတော့၎င်းမိန်းကလေးထက်ထူးကဲတဲ့မိန်းကလေးတို့ဟာရှာလို့တွေ့နိုင်ပြီမဟုတ်တော့ကြီးမိန်းကလေးဟာအနှဲငယ်တုံလှုပ်တဲ့အမူအရာနဲ့မောင်ဆန်ရှားကခင်းလို့ပြီးတဲ့ကလေးထိုင်မှာထိုင်ပြီးနောက်လွန်ခဲ့တဲ့3နှစ်လောက်ကကျမမိတ်ဆွေတယောက်ဒေါ်သိန်းကြီးဆိုတာကိုဒီကအကိုကြီးကကုညီဆောင်မဖူးတဲ့အတွက်ကျမကိုလမ်းညွန်လိုက်လေတော့ကျမကိုလည်းထိုနည်းတူကုညီလိုက်မယ်လို့မျှော်လင့်ပြီးလာခဲ့ရပါတယ်အကိုကြီးရှင်လို့မောင်ဆန်ရှားကိုအလွန်တရာအားထားလှတဲ့မျက်နှာထားနဲ့ပြောပြီးမောင်ဆန်ရှားလည်းစဉ်းစားတဲ့အမူအရာနဲ့ဒေါ်သိန်းကြီးအော်တတိယပြီဗျဟုတ်တယ်ကျုပ်နည်းနည်းကူညီဘူးတယ်တို့ပေမဲ့လည်းသူ့အမှုကတဲကြီးမနဲ့လာပါဘူးခက်ရိုးရိုးခက်ရှင်းချင်းပါပဲအကိုကြီးမှသာရှင်းပါတယ်ရှင်ခမများမှာဖြစ်ဟိုတုန်းကရှုပ်ရှာလုံးလို့မကြံတတ်အောင်ဖြစ်ပြီးနေလို့မို့အကိုကြီးကူညီတာများပြောလို့တော့မစုံနိုင်ပါဘူးရှင်ဒါပေမဲ့လည်းသူ့အမှုဟာကတော့ဘလို့ပင်ရှင်းသည်ဖြစ်အခုကျမလာရောက်ခဲ့ရတဲ့အမှုဟာကဖြင့်အင်မတန်လဲထူးဆန်းအင်မတန်လဲရှုပ်ထွေးတဲ့အမှုပါပဲအကိုကြီးရှင်လို့ပြောလျင်မောင်ဆန်ရှားလည်းအလွန်တရာနှစ်သက်အားရရှိတဲ့မျက်နှာထားနဲ့တငယ်မကိုကြည့်ပြီးကဲမင်းကလေးအမှုပြောပြစမ်းဗျာလို့ပြောလျက်နားဆိုင်ကရှိနေပါတယ်ဒီခါကျွန်တော်အရှိမမင်းကလေးသည်စကားစုံလင်စွာပြောရမိကိုကြောက်ရွံ့မိဆိုတာကြောင့်ထိုင်ရမှထမိပြုတ်လင်းလင်းတငယ်မကကိစ္စမရှိပါဘူးရှင်ထိုင်သာထိုင်ပါတစိတ်ကလေးအကူကြီးကတောင်းပန်ပေးပါရှင်အကူကြီးမိတ်ဆွေဖြစ်ခဲ့လို့ရှိရင်လဲကျမအမှုကို2ယောက်လုံးကြားကြရင်တာပြီးကောင်းပါလိမ့်မယ်ရှင်လို့ပြောတာကြောင့်ကျွန်တော်လည်းပြန်၍ထိုင်ရလေတယ်၎င်းတော့မိန်းကလေးကဂိုင်းကျမအတူချုပ်ပြောပြစီရှင်ကျမအဖေကပထမကတော့ကျောင်းဆရာလုပ်ပြီးနေခဲ့တာလွန်ခဲ့တဲ့စီကြီးအတွင်းမှာကျောင်းဆရာအလုပ်ကိုစွန့်ပြီးအသက်ပင်ကြီးပေမဲ့လည်းအသက်ကိုလျှော့ဖို့ပြောပြီးစစ်မှုထမ်းရွက်ဖို့စစ်ထဲကိုလိုက်သွားရပါရောရှင်ကျမမိခင်ကတော့ကျမငယ်ငယ်ကလေးကပဲဆုံးသွားပြီကျမမှာဒေါ်တယောက်နဲ့အတူတကွနေထိုင်ပြီးအင်္ဂလိပ်စာတွေကိုသင်ကြားခဲ့9တန်းနဲ့ဆရာဖြစ် primary စာမေးပွဲကိုအောင်မြင်ပြီးကျောင်းဆရာအလုပ်နဲ့ကိုဝမ်းကိုခါကိုထိန်းချောင်းခဲ့ရပါတယ်ရှင်ဒီနောက်စစ်ကြီးပြီးမြောက်လေတော့ကျမတို့အဖေပြန်လာမယ်လို့စာများရတာနဲ့ကျမမှာစောင့်ဆိုင်ပြီးနေခဲ့တာတနေ့တော့ပြန်လာကြောင်းသတင်းကြားတဲ့အပြင်မိတ်ဆွေတယောက်အိမ်မှာတဲခုနေတန်းကြောင်းသတင်းကြားရပါရောရှင်ဒီတော့ကျမအဖေဟာပြန်လာလျက်နဲ့ကျမကိုမှနှုတ်မဆက်သေးပဲသူတစ်ပါးအိမ်မှာတဲခုရက်လေခြင်းလို့စိတ်ထဲမှာမခံချင်မဲလဲအဖေရှိရသွားပြီးတမနဲ့ခင်းမှာမေးပါရောရှင်သူတဲတဲ့အိမ်ကလူတွေကကျမအဖေဟာညာကလေးကထွက်သွားလိုက်တာအခုတိုင်ပြန်မလာသေးကြောင်းကြားရပါရောဒါနဲ့ကျမလည်းတရက်နဲ့တရက်ဆောက်လိုက်တာ9ရက်လောက်ကြာတော့ဘာများဖြစ်လေတယ်လဲလို့စိတ်မချတာနဲ့ပလိကိုတိုင်ချက်ပေးပါတယ်ဒီတော့ကျမလည်းပလိအရာရှိတွေကအကြံပေးချက်အရသတင်းစာထဲမှာထည့်ပြီးကြော်ညာပလိစုံတော့တွေကိုလည်းစုံတော့ဖို့ပြောအမျိုးမျိုးကျမစူးစမ်းပေမဲ့လည်းဘယ်နည်းနဲ့မှလှုပ်လို့မှသတင်းမရဘူးရှင်ဒီတော့နေပါအောင်မိန်းကလေးရဲ့ရက်ဆွဲပြောစမ်းမှာဘယ်ရက်ကပြန်လာတယ်လဲ1919ခုဖေဖော်ဝါရီလ12ရက်နေ့ကပြန်ရောက်ပါတယ်ရှင်ဘယ်နေ့ရက်နေ့ကပျောက်သွားတယ်လဲနောက်တစ်ရက်ပဲပျောက်သွားတယ်ရှင်73ရက်နေ့တနေ့ကြော်သွားပါပြီကောဗျာဒါထက်သူ့ပစ္စည်းများကမကြံ့ရဘူးလား
ညများမကြံရစ်ပါဘူးရှင်အဘောစားကလေးနည်းနည်းနဲ့စာအုပ်ကလေး3လေးအုပ်နဲ့ဒီပြင်တူလီမိုလီပစ္စည်းကလေးနည်းနည်းပါရှင်ရန်ကုန်မြို့ထဲမှာသူ့တဲတဲ့အိမ်ကလွဲပြီးဒီပြင်မိတ်ဆွေများရှိသေးသလားဒီပြင်မိတ်ဆွေတယောက်သာရှိတယ်လို့ကျမကြားဘူးပါတယ်ရှင်ဒီမိတ်ဆွေကကျမတို့အဖေးနဲ့အတူတူစစ်ထဲမှာအမှုထမ်းပြီးမမလို့ပြန်လာတာသူက6လလောက်အရေးရောက်နေပါတယ်ရှင်သူအိမ်ကိုလည်းကျမသွားပြီးမေးပါတယ်မေးတော့သူကကျမတို့ကိုအဖေပြန်ရောက်လာတယ်ဆိုတာတော့သူမသိရပါဘူးတဲ့သူ့နာမည်ကဘသူတဲ့လဲဦးထွန်းကျော်တဲ့ရှင်ဘာယာရူးလဲဗျစစ်ထဲမှာဂျမရာပါတဲ့ရှင်တငယ်မအဖေကအတူတူပဲလားဟုတ်ပါတယ်ရှင်ဂျမရာပါပဲအမေကတော့ဦးသာဟန်ပါတဲ့ကဲဒီပြင်ပြောစမ်းပါဦးဗျာဒါနဲ့ကျမလည်းသတင်းမကြားလေတော့စိတ်ညစ်ညစ်နဲ့လက်လျှော့ရမလို့ဖြစ်နေတော့6လလောက်အကြာမှာတနေ့တော့သတင်းစာတစ်စောင်မှာဂျမရာဦးသာဟန်သမီးတယောက်ဟာဘယ်အရက်ဘယ်ဒေသမှာနေထိုင်ကြောင်း၎င်းသတင်းစာထဲမှာပြန်ကြားဖြေဆိုရင်ဖြင့်ကျေးဇူးရှိပါလိမ့်မယ်တဲ့ပါလာတာဟုတ်ရှင်ဒီတော့ကျမကကျမတော်တော်ကိုတိုင်ပင်ပြီးမကြမီအတွင်းပဲနေရတဲ့တကွာလိပ်စာကိုဖြေချလိုက်ပါရောရှင်ဒီလိုလဲသတင်းစာထဲကနေပြီးဖြေလိုက်ပါရောနောက်တနေ့မှာကျမအမည်နဲ့အထုပ်ကလေးတစ်ထုပ်ရောက်လာပါရောရှင်ဒါနဲ့ကျမဖြေကြည့်တော့အင်မတန်အယောင်ကောင်းတဲ့ပလဲကြီးတစ်လုံးတွေ့ပါရောဒီပင်တော့စာလဲမပါဘာလဲမပါဘဲကပို့လိုက်လို့ဘယ်လိုအကြံစီနဲ့မှန်းလဲကျမမသိရပါဘူးဒါနဲ့ဒီပလဲကိုစိတ်ထဲကဘာဘူးများကိုသွားပြတော့အဖိုး300ထိုက်တန်တယ်လို့အဖိုးဖြတ်လိုက်ပါတယ်ဖြတ်လိုက်ပေမဲ့ဘလို့အကျဉ်းစည်းနဲ့ပို့လိုက်မှမသိလေတော့ကျမလည်းမရောက်ဘူးရှင်ရတဲ့လာကကလေးနဲ့ပဲကြစ်ကလေးစားတော့နေခဲ့ပါတယ်ဒါနဲ့အဲ့ဒီနေ့ကစပြီးလာစမ်းတရက်နေတိုင်းဒီပလဲမျိုးတစ်လုံးရောက်လာပါတယ်ရှင်အခု12လရှိလို့မို့ပလဲ12လုံးကျမစီရောက်ပါပြီရှင်အရွယ်ကလည်းညီအယောင်ကလည်းညီပါပြီးတဲ့နဲ့ကြည်ပါတော့ရှင်လို့ပြောလျက်တကယ်မှလည်းကနုကမာနဲ့ပြစ်လို့ထားတဲ့တစ်တာငယ်အတွင်းကနေပလဲ12လုံးကိုကျွန်တော်တို့အားထုတ်ပြီးပြပါတယ်။မောက်ဆန်ရှားလဲပလဲကိုတေချာစွာကြည့်ရှုပြီးနောက်ကောင်းပါတယ်။ကောင်းတဲ့ပလဲကြီးတွေတစ်လုံး400ထက်မနည်းတန်ပါရဲ့ဗျာ။ကိုင်းသိပင်ပြောပါအောင်ဗျာ။ဒါနဲ့ဒီလိုလစဉ်ပလဲတစ်လုံးရာပြီးလာခဲ့တာဒီကနေ့တော့အခါတိုင်းလိုပလဲမရောက်လာဘဲနဲ့ဟောဒီစားတစောင်ရောက်လာပါတယ်ရှင်လို့ပြောပြီးစားတစောင်ကိုထုတ်ပြရမောက်ဆန်ရှားကစာအိပ်ပါပေးဗျာလို့ပြောပြီးစာအိပ်ပါယူရကြည့်ပြီးနောက်စာရိုက်တစ်စိတ်ကကြည့်မနိုင်တစ်စိတ်ရက်ဆွဲကစက်တင်ဘာလ1ရက်နေ့စာအိတ်တော့ကလက်မရာကြီးဟာကစာပုတ်ကလားရဲ့လက်မရာနဲ့ပဲတူပါတယ်စာအိတ်ကလည်းစာအိတ်ကောင်းစာရေးစက်ကူကလည်းစက်ကူကောင်းအနည်းဆုံး100ကို3ချက်လောက်ပေးရမယ်ဗျစာထဲမှာလက်မှတ်လည်းမထိုးဘူးနေ့ရက်လည်းမပါဘူးရက်ဆွဲလည်းမပါဘူးကိုင်းစာထဲမှာဘာသလဲကြည့်ရအောင်လို့ပြောပြီးမောက်ဆန်ရှားလည်းအောက်ပါတိုင်းဖတ်ပါတယ်ယနေ့ည8နာရီအချိန်မှာPicture Palace အရေးပြပွဲရုံရှိကိုအဖော်နှစ်ယောက်နဲ့လာခဲ့ပါမိန်းကလေးမှာများစွာအနစ်နာခံနေရပါတော့ကြောင့်ကျွန်ုပ်တအားသမျှကူညီလိုပါတယ်သို့အတွင်ပလိများကိုဖြင့်မခေါ်ခဲ့ပါနဲ့ပလိများပါခဲ့လေကျွန်ုပ်နဲ့တွေ့တော့မီမဟုတ်ပါမိတ်ဆွေတယောက်ဒီစာကိုဖတ်ပြီးမောင်ဆန်ရှားကတော်တော်ကောင်းပုံပေါ်တဲ့အမှုကလေးပဲကိုင်းမိန်းကလေးနာမည်ကမနှင်းညွန့်ဟုတ်လားဟုတ်ပါတယ်ရှင်ကိုင်းဒီအမှုမှာမနှင်းညွန့်ဘဲနဲ့လှုပ်ဖို့ကြံစီတယ်လေဗျာကျမတော့ဘယ်နဲ့လုံးအောင်မသိတဲ့လို့အကိုကြီးစီလာချင်းဖြစ်ပါတယ်။ကဲကျုပ်ကြံတိုင်းလိုက်မှဖြင့်သူမာတဲ့အတိုင်းကျုပ်တို့သွားကြမယ်။အဖော်နှစ်ယောက်ခေါ်ခဲ့ဆိုတယ်မဟုတ်လား။နေရာကြပြီ။ဒီကကိုသိန်းမောင်နဲ့ကျုပ်နဲ့လိုက်ကြမယ်ဘယ်နဲ့လဲ။မိန်းကလေးကကျွန်တော်ဘက်ကိုလှည့်ပြီးလိုက်ခဲ့ပါအကိုကြီးရှင်ကျမကျေးဇူးမမေ့ပါဘူးရှင်။ကျွန်တော်လိုက်လို့မိန်းကလေးမှာကျေးဇူးရှိမယ်ဆိုရင်ဒီလည်းမကပါဘူးဘယ်လည်းမစိုးကျွန်တော်လိုက်ပါတယ်ဗျာ။ကျေးဇူးကြီးလာပါတယ်အကိုကြီးတို့ရှင်။ကျမကကုတ်ကလေးနေတက်လေတော့အတိမိတ်ဆွေဆိုလို့လဲတဲကြီးမရှိလာဘူးအိမ်မှာလဲမိမသားတွေကြီးပဲဒီတော့အကိုကြီး2ယောက်လိုက်ရဖြင့်အင်မတန်ကျေးဇူးကြီးပါပဲရှင်ကျမဒါဖြင့်9နာရီခွဲရောက်အောင်လာရင်တော်ပြီမှတ်တယ်9နာရီခွဲတိရောက်အောင်လာပြီးတော့နောက်မကြစေနဲ့နော်ဒါတဲ့ကျုပ်တခုမေးပြရစေဦးဒီစာရေးတဲ့လက်ရေးနဲ့ပလိတ်တွေကိုပို့စဉ်အခါလိတ်တက်ပြီးတော့ပေးတဲ့လက်ရေးအတူတူပဲလားအော်ဟုတ်ပြီသားပဲကျမမှာပါခဲ့တယ်ရှင်အထုပ်မှာလိတ်တက်ပြီးပေးတဲ့လက်ရည်တွေပါခဲ့ပါတယ်ရှင်လို့ပြောပြီးမိန်းကလေးလည်းစာရွက်ငယ်ကိုထုတ်ပြီးမောက်ဆန်ရှားကိုပြပါတယ်စာရွက်တွေကိုလှမ်းယူပြီးတဲတော်တဲ့တငယ်မပဲတဲပြီးစိစက်ပါပြီတယ်ဗျာဒီလိုလူမျိုးအမှုလိုက်ရမှကျုပ်ကကြိုက်တာကလားဂိုင်းကြည့်အောင်လို့ပြောပြီးလက်ရည်တွေကိုနှိုင်းရှင်ကြည့်ရှုပြီးနောက်အထုပ်မှာလိတ်တက်တဲ့လက်ရည်တွေကတော့ဖြက်ပြီးရေးတဲ့လက်ရည်တွေပဲစာရွက်ကလက်ရည်ကတော့အမှန်တိုင်းရေးတဲ့လက်ရည်ပဲဒါပေမဲ့လည်းလူတယောက်တည်းရေးကြောင်ထင်ရှားတယ်ကြည်စမ်းမျိုးကိုသိမ်းမောင်ခင်ဗျားလူဘလို့ပဲဖြက်ရေးပေမဲ့အသက်တွေတပ်ပုံတချောင်းငယ်ဆွဲပုံကတော့မတူဘူးလားဗျာကဲတခုတည်းမေးပြရစေဦးတော့မနှင်းညွန့်အဖေလက်ရင်းနဲ့ဒီလက်ရေးတွေနဲ့တူတယ်များထင်သလားဗျာမတူပါဘူးရှင်နည်းနည်းကလေးမှမတူပါဘူး
ကျုပ်လည်းဒီလိုပဲထင်တာပဲကိုင်း9နာရီခွဲတဲ့နောက်မကျစီနဲ့နော်အခု3နာရီကျော်သွားပြီအချိန်တော်တော်ရှိပါသေးရဲ့ဒီစာရွက်တွေထားခဲ့ဗျာကျုပ်နည်းနည်းထပ်ပြီးကြည့်ကျင်သေးတယ်နောက်မကျစီနဲ့နော်မနင်းညွန့်စိတ်ချပါရှင်မကျစေရပါဘူးကိုင်းကျမပြန်ကြည့်အောင်မရှင်လို့ပြောပြီးချိုသာလာစားတဲ့မျက်နှာနဲ့ကျွန်တော်တို့နှစ်ယောက်ကိုနှုတ်ဆက်ပြီးအိမ်ပေါ်မှာဆင်းသွားပါတယ်မိန်းကလေးဆင်းသွားပြီးကျွန်တော်လည်းအိရှိပရင်ပေါင်းကရက်ပြီးသွားရလမ်းကိုမျက်စိတစ်စုံမျှော်ကြည့်ကရှိနေပါတယ်ပြီးတော့မိန်းကလေးကလမ်းခွေကနေချိုးသွားတာကြောင့်မမြင်ရတဲ့အခါမှကျွန်တော်ဟာပရင်ပေါင်းကနေပြန်လာပြီးတဲချစ်စရာကောင်းတဲ့တငယ်မလေးဗျာမောင်ဆန်ရှားဟာစိတ်တန်တောက်ပြီးစဉ်းစားနေရကနေဟုတ်ကဲ့လားကျုပ်ဖြင့်သတိမထားမိပါဘူးဗျာခင်ဗျားမျက်စိများကဘယ်ရောက်နေပါလိမ့်မလဲဗျာမျက်စိပါလို့မှလည်းမြင်တတ်တယ်လို့မဟုတ်ဘူးတလောက်ချစ်ဖို့ကောင်းတဲ့မိန်းကလေးဘယ်မှာရှာလို့တွေ့အောင်လဲဗျာမောင်ဆန်ရှားအနေငယ်ပြုံးပြီးတဲဆိုတဲ့စားပါလားဗျာကျုပ်တို့မှာတော့ကိုအမှုသေးချောတယ်လှတယ်အယုတ်ဆိုးတယ်ဆိုတာမကြည့်အားပါဘူးအမှုကိုသာကြည့်ရတယ်အမှုတွေကိုကြည့်မှဖြင့်အမှုကိုစင်ကြရမှလမ်းမတက်တယ်ဗျဟိုတလောကကိုကလေးကိုတက်ပြီးအသက်အာမခံငွေထုတ်ယူလို့အမှုဖြစ်တဲ့မိန်းကလေးဟာလေဟိုတနေ့ကလူအိုယုံအတွက်ငွေ9000ထည့်လိုက်တဲ့မိန်းမကြီးဟာလေအင်မတန်အယုတ်ဆိုးရှာတာကပဲဒီတော့ဒါပေမဲ့လည်းဗျာဒီမိန်းကလေးကတော့သူ့ရုပ်သူ့ရည်နဲ့လိုက်အောင်အကျဉ်းစားလိုက်တာလေမပြောတတ်သေးဘူးပြီးမှသိမယ်ဗျာဒါထက်ကိုသိမ်းမောင်သူ့လက်ရည်ကိုကြည့်ပြီးအကျင့်စာရိတ္တကိုခံမန်းနေနီးခင်ဗျားတက်ရလားဂိုင်းဒီလူလက်ရည်ကြည့်ပြီးခင်ဗျားသိတဲ့လောက်ကျုပ်ကိုပြောပြစမ်းဗျာဒီတော့ကျွန်တော်လည်းလက်ရည်တွေကိုတေချာစွာကြည့်ရှုပြီးလက်ရည်ကဖြင့်ပြီးသားတယ်ညီညွတ်တယ်တည်တည်တက်တက်နေထိုင်တတ်တဲ့လူပဲဗျာမောင်ဆန်ရှားကဥကောင်းကိုရမ်းပြီးရေးချပုံတွေတချောင်းငင်ပုံတွေကြည့်ဗျာပများတော်မှမောက်ချမချခြင်းဘူးဝိုင်းချခြင်းနဲ့တော်တော်ပြင်းတဲ့လူပဲတချောင်းငင်တွေလည်းကြည့်လိုက်စမ်းခြေထောက်တွေမပါဘူးဝါလုံးဆွဲပုံတွေကလည်းစိတ်သဘောတည်ပြီးခိုင်မာတဲ့လက္ခဏာမရှိဘူး။ရားရည်ဆွဲပုံတွေအသက်ပုံတွေကကိုအထေမင်းတော်တော်ကြီးပုံရတဲ့လူနဲ့လက္ခဏာတူတယ်။ကန်ကျုပ်သွားစရာကလေးရှိသေးတယ်ပြီးခဏသွားလိုက်အောင်မယ်။ဟော်ဒီစာအုပ်ဖတ်စမ်းပြအင်မတန်ကောင်းတယ်လို့ပြောပြီးစာအုပ်တအုပ်ကိုပေးပြီးမောက်ဆန်ရှားလဲထွက်သွားရကျွန်တော်ဟာဗရင်မောက်အနီးမှာထိုင်ပြီးစာအုပ်ကိုဖတ်ပေးမယ်ကျွန်တော်ရဲ့မျက်နှာနဲ့စာအုပ်ရဲ့အကြားမှာတငယ်မရဲ့မျက်နှာဟာကွက်ခနဲပေါ်လာတာဖြစ်နေတာကြောင့်နောက်ဆုံးတော့စာအုပ်ကိုပြစ်ချပြီးတငယ်မရဲ့ချစ်ခင်မွဲကောင်းတဲ့မျက်နှာကလေးရဲ့အကြောင်းကိုသာစဉ်းစားစိတ်ကူးနေတော့တယ်ညနေ9နာရီကျော်အချိန်ခန့်မှာမောင်ဆန်ရှားလဲဝမ်းသာအားရရှိတဲ့မျက်နှာထားနဲ့ပြန်လာပြီးဒီအမှုကတဲကြီးမရှုပ်လာဘူးပြုတ်ဒီအမှုမှာတွေးဖို့ကနီးတနီးသေးပဲရှိတယ်ဒါဖြင့်ခင်ဗျားတွေးမိပြီပေါ့လေအသေးချာကြီးလည်းမဟုတ်လာသေးပါဘူးဗျာဒါပေမဲ့လည်းတဲလုံးစားကလေးတော့နင်းနေရပြီဗျာရပြီမဲ့လိုက်ဖို့တော်တော်လိုသေးတယ်အရေးကြီးတဲ့အချက်တစ်ခုတော့သိခဲ့ရတာကတငယ်မရဲ့အဖေဦးသားဟန်ရဲ့မိတ်ဆွေဂျမဒါဦးထွန်းကျော်ဟာ1919ခုဩဂုတ်လမှာတေရှာပြီးတယ်ဗျဒီဟာဘာအရေးကြီးလဲဗျာခင်ဗျားမတွေးမိဘူးမမြင်ဘူးဟုတ်ကဲ့လားအံ့ဩတယ်ဗျာကဲဒါဖြင့်ကျုပ်ပြောသလိုကြည်စမ်းတငယ်မရဲ့အဖေဦးသားဟန်မှာရန်ကုန်မြို့ထဲတဲ့အခြားမိတ်ဆွေမရှိဂျမဒါဦးထွန်းကျော်တယောက်ပဲရှိတယ်သူသွားပြီးဟိုတုန်းကမိန်းကလေးကမေးတော့လဲဦးသားဟန်ရောက်လာကြောင်းသူမသိရသေးပါဘူးလို့ပြောတယ်ပြောပြီး6လလောက်ကြာမှဦးထွန်းကျော်တည်တယ်တည်ပြီးလို့4-5ရက်အတွင်းမှာပဲမန်းညွန့်ထံကိုပလဲတို့ရောက်လာတယ်ရောက်တာကလည်းတစ်ကြိမ်မကလာစဉ်တထုပ်ရောက်လာတယ်ရောက်လာပြီးတဲ့နောက်အခုနောက်ဆုံးစာမှာလဲမိန်းကလေးမှာအနစ်နာခံခဲ့ရတဲ့အကြောင်းလေးပါတယ်ဒီတော့မိန်းကလေးမှာအနစ်နာခံရတဲ့အချက်ဆိုတာဘယ်အချက်ဖြစ်မယ်လို့တွေးစရာရှိသလဲဗျသူခမညာမှာအဖေတယောက်ဆုံးရရှာတဲ့အချက်ပဲဖြစ်ပဲမဟုတ်လားပြီးတော့လဲပလဲတွေဟာဦးထွန်းကျော်သေပြီးတဲ့နောက်4-5ရက်အတွင်းမှာပဲရောက်လာတယ်ဒီဟာဘာဖြစ်လို့ရောက်လာသလဲတဲ့ဦးထွန်းကျော်ရဲ့အမွေခံအမွေစားများကမင်းကလေးမှာအနစ်နာခံရကြောင်းသိလို့ရော်ကြီးအဖြစ်နဲ့ပို့လိုက်တဲ့ပလဲတွေဖြစ်ရမယ်မဟုတ်ဘူးလားဗျ။ကိုင်းများဒီလိုမတွေးရင်ခမများဘလို့များတွေးဖို့ရှိသေးလဲ။ဒီတော့ကျွန်တော်ကဒါတော့ဟုတ်ပါစေတော့ဗျာ။ဒါပေမဲ့ရော်ကြီးပေးပုံကထူးဆန်းလာတယ်။ပြီးတော့လဲစာရေးတာကဟိုတုန်းကမရေးပဲတစ်နှစ်ကျော်လာတဲ့အခါမှရေးရသလားဗျာ။ဒီပြင်လဲဒီမိန်းကလေးမှာအဖေဆုံးချင်းအဖေနစ်နာချင်းခံခဲ့ရတယ်။ဒီလိုပဲနစ်နာချင်းကနေလွတ်ကင်းအောင်ကူညီရအောင်ဟာအခုတိုင်သူ့အဖေအသက်ရှင်လက်ရှိနိုင်ပါအောင်မလားဗျာ။ကိုင်းလေဟုတ်ပါတယ်။ဒါပေမဲ့လေဒီအချက်တွေတော့ဒီကနေ့ညရှင်းလင်းလိမ့်မှာပေါ့ဗျာ။ကိုင်းမင်းကလေးမရောက်လာခင်ကျုပ်တို့ထမင်းကလေးတစ်လုံးနှစ်လုံးစားလိုက်ကြအောင်ဆိုဗျာ။ကျွန်တော်တို့ဟာညစာထမင်းစားတော့ကြပြီးစကားအနေငယ်ပြောဆိုလျက်ရှိကြရာ9နာရီကြော်မြရှိလေမြင်းထားတစည်းလဲအိမ်ရှိမှရက်ပြီးတခဏမြကြာလင်မင်းညွန့်လဲအိမ်ဘက်ကိုတက်လာပါတယ်။မောင်ဆန်ရှားကကိုင်းအချိန်လဲနေပြီ။သွားမှတော်မယ်ထင်တယ်ဗျ။ကဲကိုသိမ်းမောင်လှုပ်ဗျာအဝတ်များလဲပါတုတ်မယူခဲ့ပြိုမသိနိုင်ဘူးကိုကာကွယ်ထားရင်ကောင်းတယ်ဒါထက်မင်းညွန့်ကိုကြုတ်မေးစရာကလေးနည်းနည်းရှိသေးတယ်လို့ပြောပြီးမိကုံအနေငယ်မေးမြန်းရမင်းညွန့်က
ဟုတ်ပါတယ်ရှင်ကျမတို့အဖေနဲ့ဦးထွန်းကျော်နဲ့ကအင်မတန်ကျွမ်းဝင်ကြတဲ့လက္ခဏာရှိပါတယ်စီမီပြင်ကရေးပြီးအဖေရေးပေးတဲ့စာထဲမှာဦးထွန်းကျော်အကြောင်းများလဲခဏခဏပါပါတယ်ဒါထက်ကျမတို့အဖေတည်ရတစ်တာအိတ်ပုံးထဲကစာရွက်တည်းကျမတွေ့ခဲ့ပြန်ပြီရှင်ဟိုတုန်းကတော့ဒီအိတ်ကိုမမြင်မိပါဘူးဒီကနေ့မှတည်တည်ချာချာမှွေနောက်ပြီးရှာနေလေတော့ဒီအိတ်ပုံးကိုတွေ့မိတာအိတ်ပုံးထဲနှိုက်ပြီးကြည့်တော့ဟောဒီစာရွက်ကြီးတွေ့ရခောက်ပြီးထည့်ထားတာကျမတွေ့ပါတယ်ကျမလည်းဘာလို့ရေးထားမှန်းနားမလဲပါဘူးအကိုကြီးသိမလားလို့ကျမယူခဲ့တာပါလို့ပြောပြီးမန်းနင်းညိုလည်းစာရွက်ခောက်ကြီးတစ်ခုကိုမောင်ဆန်ရှားအားပေးရမောင်ဆန်ရှားလည်းစာရွက်ကိုဖြန့်ပြီးမှန်မလို့နဲ့တေချာစွာကြည့်ရှုပြီးနောက်စက်ကူကတော့ခက်ကြမ်းကြမ်းပဲကလပီကဖြစ်တဲ့စက်ကူနဲ့တူပါတယ်ကျုပ်တို့စီကဖြစ်တဲ့မှိုင်းကိုင်စက်ကူနဲ့ခက်စင်စင်မတူဘူးလားဗျကိုသိမောင်ဒီစက်ကူကတခါတုန်းကစက်ကူချက်ပြားမှာကပ်ပြီးတွဲအပ်နဲ့တွဲထားဘူးလို့တွဲအပ်ရာတွေတောင်ဒေါင်းလေးတော့မှရှိနေသေးတယ်ဘာတွေလဲလို့ရေးထားတာအလိုအိမ်ပုံစံနဲ့တူပါကလားအင်ပန်တန်ကြီးတဲ့အိမ်ကြီးမျိုးအခန်းကြီးတွေအခန်းကလေးတွေလှေကားတွေစောက်ကူးခန်းမကြီးတွေပြည့်နေပါတကားဒီနားကဘာလဲမင်းဒီကြက်ချေခက်ကလေးပြထားပါလားအောက်နားကတော့ခဲတံနဲ့ရေးထားတာကဘာလဲလက်ဝဲဘက်ကိုလေးလှမ်းသွားတဲ့ဒီဟာကဘာဆိုလို့တလဲဟောအောက်နားကကြက်ချေခက်ကလေးလူအမီတွေပြမောင်မိုးသည်မာမက်စင်ဝါဟိခန်းနှစ်ထပ်စင်တဲ့လေးယောက်သားနာမည်တွေပါကလားကဲရှိစေအခုတော့ဘဲပုံသက်ဆိုင်တယ်ဆိုတာကြုံမပြောနိုင်သေးဘူးဒါပေမဲ့လည်းဒီမြေပုံကအရေးကြီးတဲ့မြေပုံနဲ့တူတယ်ဗျဒီဟာကြုတ်ယူထားလိုက်မယ်နော်မင်းညွန့်ဒီအမှုကကြုတ်ထင်သလောက်မကဘူးထင်နေပြီတော်တော်ရှုပ်လေဦးမယ်ထင်တယ်ကဲ9နာရီလဲခွဲသွားပြီဆိုတော့သွားကြမှာတော်မယ်ဗျာကျွန်တော်လည်းမော်တော်ကားတစ်စီးကိုခေါ်ပြီးမင်းညွန့်ကိုအလဲမှာထားပြီးတော့ထွက်လာခဲ့ကြရမင်းညွန့်ဟာချစ်လာစွာသောဖခင်ရဲ့အမှုအတွက်ဖြစ်သည်လဲတကြောင်အချိန်မဲ့ညအခါဖြစ်သည်လဲတကြောင်မိကဲ့သို့သောပုဂ္ဂိုလ်မျိုးကမိကဲ့သို့သောအကြံစီနဲ့ခေါင်းငင်းသည်ကိုမသိရှာသေးသည်လဲတကြောင်ကြောင့်တုံလို့လျက်ရှိတဲ့အမူအရာနဲ့လိုက်ပါလာခဲ့ပါတယ်ပိချာပဲလိစ်အရေးပြပွဲရုံအနည်းကိုရောက်လင်မောင်ဆန်ရှားလဲမော်တော်ကားကိုရက်စေးပြီးကိုင်းချီချင်းရှောက်ကြမှတော်မယ်ထင်တယ်ဟေးတငယ်ဒီနေရာကစောင့်နေရင်တော့ငါတို့ပြန်မလာရင်လဲမနေ့ပြန်ငါအိမ်မင်းလာခဲ့စောင့်နေတဲ့အတွက်ပါငါပေးမယ်လို့မော်တော်ကားမောင်းသူတငယ်အားမှားထားခဲ့ပြီးကျွန်တော်တို့လည်းမန်နင်းညုံကိုအလဲမှာထားပြီးအရေးပြယုံရှိရာကိုရှောက်လာခဲ့ပါတယ်